နောက်တောင်းဆိုထားတဲ့ကိုသေးလေးတွေကို spicy မလာအကင်တုပ်လေးတုပ်ပြပါမယ်ဒီတုပ်လေးကရောင်းနှောင်းဝင်အောင်မလို့ရောင်းမဲ့သူလေးဆိုရင်လည်းစိတ်သွားပါအကင်လေးတွေကိုအရင်ဆုံးပြုတ်ပါမယ်ကိုယ့်ရဲ့အကင်လေးတွေကလက်ဆက်တယ်ဆိုရင်တော့မပြုတ်ပါနဲ့နော်အရင်ဆုံးစီအိုးလေးတည်ပါမယ်အကင်လေးတွေကိုကျွတ်နေအောင်ကြောပါမယ်အခုဘလိုမျိုးလေးကြောလာပြီးတော့ကျွတ်နေပြီဆိုရင်တော့ကိုစားချင်တဲ့နေတိုင်းလေးတွေကကြီးလေးနဲ့ညှက်ထားပေးပါအကင်တုပ်ထဲမှာအဓိကကျတဲ့ဆော့လေးကိုလုပ်ပြပါမယ်ကျက်သွန်မြူရဲ့ကလော်သီးလေးရဲ့ထောင်းထားပါမယ်ထောင်းပြီးတော့နနမင်းလေးတွေညှက်ထည့်ပါမယ်ဟင်းခမုတ်လေးထည့်ပါမယ်ဟင်းခမုတ်လေးထည့်ပြီးတော့တမယသီးအစစ်လေးနှလုံးကိုထည့်လိုက်ပါမယ်တမယသီးအစစ်မရှိဘူးတမျိုးထည့်လဲရပါတယ်ဘလန်နာလေးနဲ့အကျိတ်မှမို့လို့ရေလေးလည်းထည့်ထားပါတယ်ဘလန်နာမရှိရင်လည်းမကျိတ်ဘဲနဲ့အခုတိုင်းလေးပဲထည့်လို့ရပါတယ်နော်အကင်ထဲမှာအဓိကကျတဲ့တခွားသီးလေးလှိပါမယ်မမကရှင်းရှင်းဆက်ဆက်လေးတုံးမှမို့လို့တခွားသီးများများလေးကိုတုံးထားပါတယ်တခွားသီးကတော့အဓိကကျအောင်မလို့တခွားသီးကိုမဖြစ်မနေထည့်ပါရှီလီစော်လေးတုံးပါရှီလီစော်အောင်မှာငရုတ်နှစ်ဖက်လေးပါတယ်ရှီလီစော်လေးကိုတုံးပါနော်အပြီးတော့မာလာမုံလေးထည့်ပါမယ်စောနာကဆက်ထားတဲ့စော့ပလေးကိုထည့်ပါမယ်နောက်ဆုံးထည့်ရမှာတော့ spicy အနှစ်ပါ spicy အနှစ်ကိုတော့ကိုကြိုက်တဲ့လောက်ထည့်ပါအခုလိုမျိုးလေးအနှစ်ရလာပြီဆိုရင်နော်နှမ်းလေးထည့်ပါမယ်မမခနှမ်းထည့်ပြတာကလေတုတ်တဲ့အခါမှာလှအောင်လို့ထည့်တာပါဘယ်ဟာဖြစ်ဖြစ်နှမ်းလေးထည့်ထားရင်ပိုချီကောင်းတယ်လို့ခံစားရလို့ပါအကင်းလေးထည့်လိုက်မယ်တခွားသီးထည့်လိုက်မယ်အခုဆိုရင်တော့ရမ်းစားကောင်းတဲ့မာလာ spicy အကင်းတုပ်လေးရပါပြီရှင်တန်သွေးနဲ့တော့မှလေချောင်းနဲ့ကဂလူးဂလူးအတန်လေးမြည်တဲ့အထိတကယ်လဲစားကောင်းတာမို့လို့လိုက်ပြီးတော့လှုပ်ရှားကြည့်ပါရှင်